သွားပြီမာနအနေအများနဲ့အခြေအနေမှာတော့ open ပြုတ်ကျသွားပြီပြန်ပြီးတော့ response တော့ပြန်လာခဲ့တယ် 1v1 နေထားမှာတော့ wow v high astraki နဲ့ပဲဖြည့်ရှင်းပေးရတယ်ဗျာကိုကြိုးသားနေတဲ့အတွဲမှာတော့ position တွေ့သွားခဲ့ပြီ ngc rat and44 တိုင်းနဲ့ပဲအမှားယုံမရှိအကောင်းမဆုံးအံ့မေးကြတဲ့အောက်မှာပဲ ngc တွေ k.4 မှန် early game မှာတွေကဒါရရှိပိုင်ဆိုင်နေခဲ့ပြီဖြစ်ပါတယ်ခင်ဗျာနော်ကဲကြည့်ရှုအားပေးနေတဲ့ပေါ်လာတဲ့အသေးလေးလက်မလေး reaction လေးမြန်မာလန်လေးလွှင့်ဒီနေ့ OV တို့လား TEO တို့အကုန်ပြန်ပါပြီ observation esport player လေးကွန်ပေါင်းထဲမှာမှောက်နေခဲ့တဲ့ Leo အဲ့နောက်မှာ GFS player Astraki လေးကင်နိုင်တဲ့ကွန်ပေါင်းထဲကိုဝင်ရောက်ပြီးပြစ်ခတ်ဖို့တော့ ready နေတာကျွန်တော်တို့ပြင်ဆင်နေခဲ့ပြီ pre-fire ချိုးပေးဖို့တော့ကြိုးစားခဲ့တယ်ဒါပေမဲ့လည်းကွန်ပေါင်းထဲမှာရှိနေခဲ့တဲ့ Rust 80ခုခံထိုင်းနေပဲ not way ထားခဲ့တယ်တခါတည်းပါအန်ပေးတာရှုပ်လို့အာရုံနဲ့နောက်လောလာတခါတည်းပါပါခေါ်ပေးရတယ်အေးစစ်လေးပဲပထမတက်လေးမှာ Rust 80ကိုယ့်ရဲ့ကွန်ပေါင်းကိုကတ်လာခဲ့တဲ့ enemy ကိုအရင်ရှင်းတိုင်းနဲ့ပဲနော်နေခဲ့ teammate ကိုပြန်ပြီးတော့ save ခွင့်ရနေခဲ့တယ်လို့ဒီဘက်မှာလည်း 7 sky နဲ့ BKE Black Eagle နှစ်သင်းကတော့ထိတ်တဲ့တွေ့နေခဲ့ပြီ Godspeed ပဲကြီးတော့ကြားတော့ကျွန်တော်တို့စားတော့ညက်သွားတယ်အန်ကန်ထားရတယ်ဗျ YG မာနဲ့ AK နဲ့ပဲ baby 1 second တော့ကျွန်တော်တို့တော့ချထားပြီးခဲ့တဲ့ game message လေးဘယ်ဘက်ချမ်းမှာတော့တွေ့မိထားရတယ် 7 sky player လေး V high rotation လုပ်ပြီးတော့ပဲ YG player ရှိတဲ့ကွန်ပေါင်းကိုတော့ဖြည်းဖြည်းချင်းတော့ချင်းကပ်လာခဲ့ပြီးမာနနော်နေခဲ့ player baby 1 second ကိုအပါခေါ်ပြီးထားတယ်ခြေတန်းတော့ကြားနေခဲ့ပြီးစမိုင်းနေတလုံးကျလာခဲ့နောက်မှာသွေးရောတဝက်တော့ okay တထုံးတော့ရော့သွားတယ်ဗျ V high ပထမတက်ကိုတော့ဗရင်ပေါက်ကနေခုံတော့ဝင်လာခဲ့ပြီးအိမ်ခေါင်မိုးဘက်ကိုတော့ဒါအိမ်ခေါင်မိုးအပေါ်ဆုံးထက်ကိုတော့ဒါပြေးတော့တက်ထားတယ်အနီးကဆုံးရှိနေခဲ့တဲ့ player ကတော့မာနခြေတန်းလေးနားထောင်ရင်းနဲ့ပဲကျွန်တော်တို့အေးစစ်စစ်လေးပဲမတက်ရပြီးခြေတန်းနားထောင်နေတယ်ဗျဟိုဘက်ချမ်းမှာ Clay Junior နဲ့ထိတ်တွေ့နေခဲ့ပြီးစမိုင်းနဲ့သွားတွေ့တာရောက်ရင် 1v1 အခြေအနေမှာတော့ခေါမိုးပေါ်မှာရှိနေခဲ့တဲ့ Clay Junior ကို Nobby White နောက်မှာတော့နောက်က damage တွေဝင်လာခဲ့တယ်စမိုင်းပြန်တော့နှော်သွားခဲ့ပြီးစမိုင်းတခါတည်းပါအပါခေါ်ခံရပြီဗျOkay လက်ရှိ key point တွေရှာရခဲ့တဲ့အသင်းတွေကတော့ဒါ NGZ ဖိလစ်ပင်းအသင်း9မှတ်တိတိရှာဖွေထားနိုင်ခဲ့တယ်လို့ GFS 4မှတ်အဲ့နောက်မှာ Hive 3မှတ်ဗျ Okay Clay Junior record တော့ပြန်တော့ခေါ်လိုက်ပြီဗျ Clay Junior ပြန်ပြီးတော့ battle ကို enjoy လုပ်မယ်လက်ရှိရန်ကုန် Galactico YG player လဲ okay စမိုင်းကို record တော့ခေါ်ပေးလိုက်ပြီဗျ okay အဲ့တော့ကွန်ပေါင်းထဲမှာပဲတသင်းနဲ့တသင်းခြေတံလေးကိုနားထောင်ရင်းနဲ့ပဲ TPP မှုနေနဲ့အာယုံဆိုင်ပြီးတော့ခြေတံနားထောင်နေတယ်ဗျအဲ့တော့လှေကားတက်ကနေပြေးပြီးတော့တက်လာခဲ့မဲ့ player ကိုတော့ V high အပေါ်ဆုံးတက်ကနေပဲထောက်ပြီးတော့ကြိုးရနေတဲ့ စိတ်ကလောက် hard shot AUG damage ပေးချက်မှာတစ်ဖက်ကကွန်ပေါင်းထဲမှာရှိနေခဲ့တဲ့ 7 sky player တွေ rebelow CK ဟဲ့လားမှောက်သွားပြီအပါခေါ်ဖို့အတွက်ကိုတော့အခြေအနေတော့ကြည်နေတယ်အပါခေါ်လို့တော့မရသေးဘူးတစ်ဖက်မှာလည်းကျွန်တော်တို့မာနက်နဲ့ကျွန်တော်တို့ 1v1 အခြေအနေကိုတော့ဖြည့်ရှင်းရအောင်မယ်ဗျအင်ကောင်မို့အပေါ်ဆုံးတက်မှာ player တယောက်ကန့်နေတယ်အဲ့တော့ကျွန်တော်ကြည့်မယ် game point လေးတွေမစိုးတော့မစိုး early game မှာတော့ဒါ random map မှာပုံမှန်အားဖြစ်တော့ကျွန်တော်တို့မြန်မာအသင်းဖြစ်တဲ့ရန်ကုန် Galactico YG ဟာအရင်တော့ဆိုရင်တော့ဖြင့် random map မှာ game point လေးရှာတာကနည်းနည်းလေးနဲတယ်ပေါ့နော် game point ရတာနဲတယ်နောက်ပိုင်းပွဲနောက်ပိုင်း tournament တွေမှာကျွန်တော်တို့သတိထားကြည့်ရတဲ့လောက်ကတော့ YG ရန်ကုန် Galactico အသင်းကတော့ကျွန်တော်တို့ဒါ random map မှာတော့ဒါ game point လေးတွေကိုဒါတော်တော်များများရှာဖွေထားနိုင်ခဲ့တဲ့ပုံစံမျိုးလေးရှိလာခဲ့တာကိုတွေ့မြင်ထားရတယ်လက်ရှိမှာတော့ကျွန်တော်တို့စိတ်ကလောက်ကွန်ပေါင်းထဲမှာနော်ရ pre-fire ပြန်ပြီးတော့ပေးထားခဲ့နောက်မှာတော့မာနဲ့တိမ်လူမျောပါတော့ဖြစ်သွားခဲ့ပြီး firstly ထိုးဖို့အတွက်ခွင့်ရပါမလားနော်နေခဲ့စိတ်ကလောက်ကိုတော့ V high အနေနဲ့အပါခေါ်ဖို့အတွက်ကိုတော့တော်တော်လေးကိုကြိုးစားနေတယ်ဗျ okay ပါသွားပြီအဲနောက်မှာမာနဲ့ boy မကြံမယ်ဗျ V high သူရဲ့အတင်းအတွက်ကို key point လေးရှာပေးနိုင်မလားမာနဲ့ okay ဒီကွန်ပေါင်းကိုရောက်ပြီဆိုရင်နော်အိမ်ပေါ်ဆုံးတက်ကိုပြေးတက်သွားတယ်နော်နေတဲ့ကောင်တခါတည်းပါခေါ်မလား okayခုံပြီးတော့ပဲကူးသွားပြီမာနဲ့အနေအများနဲ့အခြေအနေမှာတော့ open ပြုတ်ကျသွားပြီပြန်ပြီးတော့ response တော့ပြန်လာခဲ့တယ် 1v1 နေထားမှာတော့ wow V high Astraki နဲ့ပဲဖြည့်ရှင်းပေးရတယ်ဗျပြဿနာတော့မရှိဘူး player အားလုံး record ပြန်ရောက်လာအောင်မယ်နော်အဲ့တော့